အတိတ်ဘဝတုန်းကသူမဟာအကြောင်းရင်းကိုနားမလည်ခဲ့တာကြောင့်ခြံဝင်းကိုပြန်လည်ရယူဖို့ကြိုးစားနေစဉ်မှာပဲသူမရဲ့မိခင်နဲ့အကိုဖြစ်သူကသူမအပေါ်မတရားဆွဆွဲချက်တွေတင်ခဲ့ကြပါတယ်။သူမကိုအယူတယောက်လိုသတ်မှတ်ပြီးထင်းကိုတောင်ထဲမှာပိတ်လောင်ထားခဲ့ရကနောက်ဆုံးမှာတော့အရှင်လက်လက်မိရှို့သက်ခြင်းကိုခံခဲ့ရပါတယ်။ဒါတင်မကသေးရဲ့သူမကိုအချစ်ဆုံးဖြစ်တဲ့အဖွားကိုတောင်အစိတ်ခတ်တစ်ဖြတ်ခဲ့ကြပါတယ်။အခုတော့သူမဟာမျိုးစားအိမ်တော်ကိုပြန်လည်မွေးဖွားလာခဲ့ပါပြီ။သူမဟာအရင်လိုမဟုတ်ပဲအလျှော့ပေးခြင်းဖြင့်အနိုင်ယူမဲ့နေယူဟာကိုတုံးပြီးအဖွားဖြစ်သူကိုအဖွားသမီးဖွားနဲ့အတူလာနေလို့ရမလားလို့မေးလိုက်ပါတယ်။အဖွားဖြစ်သူကလည်းလိမ္မာတဲ့မြေးလေးမင်းကပို့ပြီးတော့တောင်သဘောထားကြည့်ပြီးပွေလင်းလာပါလားလို့ဝမ်းသာအားရပြောရှာပါတယ်။ဒီတစ်ချိန်မှာတော့သူမဟာအတိတ်ဘဝကလိုအဖွားကိုပြန်လည်ပြောဆိုတာမျိုးစိတ်ဆိုးမှန်ဆိုးနဲ့လူရယ်စရာဖြစ်အောင်လုပ်တာမျိုးမရှိတော့ပါဘူး။သူမကအစိတ်ထဲကနေရှင်တို့တော်တော်ရေးစိတ်ပြတ်သွားကြမှာပဲနော်လို့ကြိတ်ပြီးပြောနေပါတယ်။နောက်တစ်နေ့မှာတော့မျိုးစားကြီးကဒီသတင်းကိုသိသွားပြီးသူ့ရဲ့တရားဝင်သမီးတော်ကတဆင့်မေတော်ကြီးစီသတင်းရောက်သွားမှာကိုစိုးရိမ်တာကြောင့်ဝန်ချီဆောင်ကနေတူမဖြစ်သူကိုဖယ်ပေးဖို့သူ့ဇနီးမိခင်ကိုအမိန့်ပေးခဲ့ပါတယ်။မိခင်ဖြစ်သူဟာမကျေနပ်ပေမဲ့လည်းမျိုးစားကြီးထွက်သွားပြီးနောက်သမီးဖြစ်သူကိုခေါ်ယူပြီးမိသားစုတန်ရောစဉ်ကိုအကြောင်းပြကဖြောင်းဖျဖို့ကြိုးစားပါတယ်။ဘလို့ပဲချင်းချောက်တာမျိုးပဲဖြစ်ဖြစ်မြုပ်ဆွဲတာမျိုးပဲဖြစ်ဖြစ်သူမကတော့လုံးဝမတုံလို့ပါဘူး။မိခင်ဖြစ်သူကဒေါသကြီးနဲ့ဘယ်မှာနေတူတူပဲကိုဝန်ချီဆောင်ကဟေ့ဟူဆောင်ထပ်ပိုးပြီးမြင့်မြတ်နေလို့လားအကျိုးမြတ်သေးသေးလေးတွေအပေါ်မှာပဲစိတ်မရောက်စမ်းပါနဲ့လို့ပြောတဲ့အခါသူမကအမေပြောတာကိုသမီးနားမလဲဘူးသမီးကအိမ်ပြန်ရောက်တာကိုချံဝင်းထဲမှာကိုပြန်နေချင်တာကအဲလောက်တောင်လွန်သွားလို့လားတရားမျှတမှုအတွက်မေတော်ကြီးကိုတွားခေါ်ပေးရမလားလို့ပြန်လဲတုတ်ပြန်လိုက်ပါတယ်သူမဟာမိခင်ဖြစ်သူရဲ့မကြေမနက်ဖြစ်နေတဲ့မျက်နှာထားကိုလိလူရှူပြီးထွက်လာခဲ့ပါတယ်သူမထွက်သွားပြီးနောက်မှာတော့ကောက်ချစ်တဲ့ညီမငယ်ဖြစ်သူကတနာစဖွယ်မျက်နှာထားနဲ့ခြံဝင်းကိုပြန်ပေးချင်ပါတယ်လို့ဟန်ဆောင်ပြောပါတယ်မိခင်ဖြစ်သူကတော့သူမရဲ့သမီးကိုအခြားသူတစ်ယောက်ရဲ့ခြေပွားအောင်မှာအနေခံရမှာကိုအလိုမရှိတာကြောင့်အဖွားဖြစ်သူကိုအတုံးချဖို့ကြံစီပါတယ်အဖွားကတက်လွတ်စားပြီးတရားအထုတ်တာကိုသိပေမဲ့ဖားဟာကျောင်းတော်မှာတက်လွတ်စားပွဲဝိုင်းကိုကြိုတင်မှယူဖို့ခက်ခဲနေတာကြောင့်သူမကအဖွားအတွက်တီးတန့်စီစဉ်ပေးဖို့ကြိုးစားပါတော့တယ်